အားလုံးပဲမင်္ဂလာပါဒီဟာကျတော့ကျမရဲ့ပထမဆုံး voice over ဖြစ်တယ်ကျမရဲ့ morning routine ကြတော့ coffee ဖြောပြီးမှကျမချမ်းစာအခန်းကြီးတစ်ပိုက်နှစ်ပိုက်လေးပိုက်ငါးပိုက်လောက်အချိန်ရှိလို့ရှင်အမြဲတမ်းဖတ်ဖြစ်ခဲ့တယ်ချမ်းစာဖတ်ပြီးမှပဲကျမလှုပ်တော့ဖို့ပြင်ဆင်တယ်ဒီနေ့ကျတော့ဒီဟာလေး outfit of the day ပါဒီနေ့ကတော့ကျောင်းရဲ့နောက်ဆုံးရဖြစ်တဲ့ final day ဆိုတော့ကျမတို့ဆရာမတွေ3နိုင်ခွေထိနေစရာမလိုတနိုင်ခွေဆိုလို့ရှင်အိမ်ပြန်လို့ရပြီလောက်ပြီးရနဲ့ရှင်ချင်းပေးတဲ့ card လေးနဲ့ကျမ 7 room မှာ coffee တောက်ဝေးဖြစ်တယ်ဒီ order ကြတော့ ice blondie with toasted marshmallow caramel drizzle and cold foam အိမ်ပြန်မှာညီမလေးတွေကိုကြောင်းကနေပြန်ကျူရယ်အခုတော့ Esther နဲ့ဟိုမှာနဲ့ကျမတို့ Evansville မှာ shopping သွားဖို့သွားရတာဖြစ်တယ်တနားရီလောက်တော့မောင်းရတယ်ကျမတော့ဖနှက်ဝေးဖို့သွားတာမဲ့တခုမှမသိဘူးဆိုတော့ဒီမှာဒီရောက်ကိုကြည့်ပါအင်ဂျီရှာနေရ discount ချလို့ဆိုပြီးတော့ချင်မောင်းမီရီယာစနစ်ချက်ပဲဆိုတော့ကျမတို့ try on ပြီးမှကြိတ်တယ်ဆိုပြီးတော့ဝယ်လိုက်တယ်ကျမလေးဒီဝတ်ထားတဲ့ jacket ကိုအရန်ကြိတ်တယ်ဒါပေမဲ့ဈေးကြီးသလားတော့မပြောနဲ့ original price ကျတော့150 discount ချလိုက်တော့80ကျော် Look, I'm working. Mechanic. ဒီနေ့ဝယ်တဲ့ပစ္စည်းလေးတွေပါဟိုမှာကျတော့အရန်ရှစ်တက်တဲ့သူ shopping ပြီးမှကျမတို့ Vietnam စိန်မှာခေါ်ဆွေးသွားဖို့သွားတယ်မစားခင်လေးမှာ TikTok video လေးရိုက်ဖြစ်တယ်အားလည်းကြည့်ပေးကြပါနော်နောက်မှကျမတို့စားနေတဲ့စားစာလေးပါအရန်စားလို့ကောင်းတယ်ကျမတို့စားပြီးမှအိမ်ပြန်တယ်ပြီးတော့10နာရီမှာကျမဒီ Avatar 3ကို movie theater မှာသွားကြည့်ဖြစ်တယ်အရန်ကောင်းတယ်ဒုတိယစားတဲ့ပိုကောင်းတယ်လို့ကျမချင်တယ်သွားကြည့်ကြပါအရင်ကောင်းပါတယ်ဒီ movie ကြတော့3နာရီလောက်ကြာတယ်ဆိုတော့ကျမမနေ့တနာရီခွဲလောက်မှပဲအိမ်ရောက်ဖြစ်တယ်ဒီနေ့ရဲ့ဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ပေးရတဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ် bye bye